မွန်တိုးနိုရဲ့ထုံးစံအတိုင်း skin တစ်ခုထွက်ခံနေရရင်ကြောက်စရာကောင်းအောင် share back ခံရတဲ့ Harry လေးကြောင့်သိပြကြပြီလားဇူလိုင်လမှာ Starlight Skin ထုတ်ပေးမဲ့အပြင် Bleach Color Skin လည်းထုတ်ပေးရောမှာဆိုတော့ Harry ကိုအခုကလေးက Advanced Server မှာ buff ပေးလိုက်ပါပြီအားလုံးပဲမင်္ဂလာပါ Novan Gaming ကနေကြိုဆိုလိုက်ရပါတယ်မကင်တက်ရင်ဘာမှအောင်လုပ်လို့မရသလိုကင်တက်တဲ့သူလက်ထဲရောက်သွားရင်တော့9កောင်တစ်កောင်လုံးထိမ့်မနိုင်တဲ့ Harry ကိုဘယ်လိုပတ်ပေးလိုက်လဲဆိုတော့ဒီတာဆုံးကတော့ item ဆုံးတဲ့အချိန်မှာ RT ခင်းလိုက်ရင် scale 2ရဲ့ကိုတောင်းမရှိတော့ပဲ set type dash လုပ်လို့ရနေမှာပါ scale 1ရဲ့ magic bonus ကို180ရာခိုင်နှုန်းထိတိုးပေးလိုက်တာပါ Harry ကပုံမှန်ဆိုရင် scale 2ကိုအားကိုးပြီးတော့ dash နဲ့လိုက်ချရတဲ့ hero ပါအခုတော့ scale 2တစ်ခုတည်းကိုအားကိုးစရာမလိုဘဲနဲ့ scale 1ရဲ့ best damage တွေနဲ့အတူတက်နေကိုပါလိုက်ဖြည့်လို့ရနေပါပြီအစက crit ရဲ့အပေါ်ကို60ရာခိုင်နှုန်း damage အပိုတက်ရောက်မဲ့ effect အသစ်ထည့်ပေးထားပါတယ်ဒါပေမဲ့အခု crit တွေနဲ့ buff တွေပေါ်မှာတော့ scale 1 damage က1500အများဆုံးအနေနဲ့ပဲပေးနိုင်တော့မှာပါအဲ့လိုမလုပ်ရင်လည်း Harry Jungle တွေကင်ကြမှာကိုမွန်တော့အကြိုမြင်လို့ထင်ပါတယ် Harry တကောင်ကတော့ Advanced Server မှာရင်ဘတ်ထားတာလေးပြန် nerf ခံနေရပါပြီ Scale 1 damage ကိုဘတ်ထားသလို Scale 2ကိုလည်း magic damage bonus 60ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းထိတိုးပေးထားပါတယ် Mage တွေ Massman တွေအနေနဲ့ကြတော့ Harry ရဲ့ Scale 1နဲ့ Scale 2 combo အောက်မှာဘာမှမသိလိုက်ရဘဲနဲ့အသက်ပြောက်သွားနိုင်ပါတယ် Ultimate ကိုကဘယ်လိုပြောင်းထားလဲဆိုတော့အရင်က Harry RT ခင်းလိုက်ပြီဆိုရင် enemy တွေအနေနဲ့အစာပိုင်းမှာပဲ90ရာခိုင်နှုန်း slow effect မိပြီးတော့နောက်ပိုင်းမှာ15ရာခိုင်နှုန်း slow effect ပဲတက်ရောက်ပါတယ်အခု buff ပေးထားတဲ့ Harry မှာကြတော့ RT ခင်းလိုက်ရင် RT ရဲ့ enemy တွေကတောက်လျှောက် slow effect 40ရာခိုင်နှုန်းခံစားနေရမှာပါဒီတစ်ခေါက် Harry ကိုတော်တော်လေး buff ပေးတာဆိုတော့ Harry player တွေအတွက်ကတော့တကယ်သတင်းကောင်းပါပဲ Mobile Legends နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုအမြဲတင်ပေးသွားမှာမို့လို့ channel လေးကို follow လုပ်ခဲ့ကြအောင်နော်